မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘက်ကီဖိုးကိုတင်ဆက်ပေးခြင်းပါတယ်ဒီဇလန်းထဲမှာတော့စိတ်ဒသအခြေယူကြီးရော်နီတယောက်အလီရှာဆိုတဲ့ကောင်မလေးကိုလိုက်ရှာရင်သူ့ရဲ့အခြေဟာဘယ်လောက်ထိစစ်မှန်ကြောင်တက်တည်ပြဖို့ဘယ်လောက်ထိကြိုးစားရမလဲဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုရတာစုံလင်စွာနဲ့ကြည့်ရှုခံစားရမှာပါဇလန်းအစမှာတော့အစီအရန်တစ်ခုဖြစ်လာတဲ့ရော်နီကိုဈေးရုံတင်ထားတာကိုတွေ့ရမှာပါအကိုဖြစ်သူကတော့သူ့ညီသတိပြန်ရလာဖို့ဆူတောင်းနေပြီမဲ့ရော်နီကတော့ကိုမပါဝင်သွားခဲ့ပါပြီ9လလောက်ကြာပြီးချိန်မှာတော့အလီရှာလို့အော်ခေါ်လိုက်ရင်သတိပြန်ရလာခဲ့ပါတယ်ဈေးရုံကပြန်ဆင်းလာတဲ့ရော်နီတယောက်လာသာဆောင်မှာဖုန်းထဲကအလီရှာရဲ့ဗီဒီယိုလေးကိုကြည့်နေခဲ့တယ်အဲဒီချိန်မှာပဲနာရီတစ်ခုကဖြတ်လာတဲ့အတွက်သူ့ရဲ့အတွေးအာရုံတွေကိုပျက်စီးသွားတာကြောင့်သူလည်းနာရီလိုက်ဖို့တဲ့သူတွေနဲ့တိုက်ခိုက်လိုက်ပါတယ်ဒါကိုတော့အဘော်တက်ကနေသူ့အကိုကစိတ်ပြတ်စွာပဲကြည်နေခဲ့တယ်။မနေ့ရောက်တော့စိတ်ကျမ်းမာရေးဆရာဝန်စီခေါ်သွားပြီးရော်နီရဲ့အခြေအနေကိုရှင်းပြနေတယ်။သူကလူလောကမှာမရှိတဲ့ကောင်မလေးတယောက်အတွက်နဲ့အားလုံးကိုစမ်းကျင်နေတယ်။မင်းညာကဘလို့ဖြစ်သွားလဲဆိုတာကိုဆရာပဲကြည့်လိုက်တော့လို့ပြောပြီးဖုန်းကိုပေးလိုက်ပါတယ်။ဆရာဝန်လည်းဖုန်းကိုကြည့်ပြီးရော်နီကိုပြလိုက်ချိန်မှာတော့ရော်နီလည်းအံ့ဩနေပါတယ်။ဒါကြောင့်ရော်နီကသူမင်းညာကအမှန်တကယ်ပဲရန်ဖြစ်ခဲ့တာလို့ပြောပြီးသူရဲ့ကိုယ်ပေါ်ကဒဏ်ရာတွေကတက်သေးပဲလို့ပြောရင်လည်းအင်ကြီးကိုချွတ်ပြလိုက်တော့ဘာဒဏ်ရာမှရှိမနေတဲ့အတွက်သူရဲ့ကိုကမင်းရဲ့စိတ်တွေကိုပြောင်းလဲသင့်ပြီလို့ပြောလိုက်တော့ရော်နီလည်းစိတ်ပြတ်စွာပဲထွက်လာခဲ့တယ်ဒီနောက်မှာတော့ဆရာဝန်နဲ့သူ့ကိုကဆက်ပြီးတိုင်ပင်နေပါတယ်ဆက်လက်ပြီးရော်နီရဲ့အကိုဂျီတူကရော်နီခဏခဏခေါ်နေတယ်အလီရှာဆိုတဲ့ကောင်မလေးကကျွန်တော်စုံစမ်းထားတာမွေးသင်းအောင်မရှိဘူးလို့ပြောလိုက်တော့ဆရာဝန်ကလည်းသူ့ကိုကောင်မလေးတယောက်နဲ့တွေ့ပေးကြည့်ပါလားလို့အကြံပေးလိုက်တယ်ရော်နီလည်းအလီရှာဆိုတဲ့အုပ်ကူလေးမှာပန်းသီးလေးတင်ရင်အလီရှာဆိုတဲ့နာမည်လေးကိုလည်းအုပ်ကူပေါ်မှာရေးလိုက်ပါတယ်ဘေးကအဖွားကလည်းနေတိုင်းလာနေတဲ့ရော်နီကိုကြည့်ရင်တနာနေတာပေါ့ညရောက်တော့ရော်နီအခန်းထဲမှာကောင်မလေးတယောက်ကစောင့်နေပါတယ်သူမကဂျီတူကလွတ်လိုက်တာလို့ပြောလိုက်တော့ရော်နီကလည်းငါအကိုကနေတိုင်းမိန်းကလေးတွေလှုပ်ပေးနေတာအကိုလားဖာကောင်းလားတော့မသေးခွဲတော့ဘူးလို့ပြောလိုက်တယ်ဒီနောက်မှာတော့ရော်နီလည်းသူမကိုသူ့ရဲ့အိမ်လုပ်တွေအကုန်လုံးကိုပဲလှုပ်ခိုင်းလိုက်ပါတယ်ဇက်လက်ပြီးသူမကအိုလီဗီယာလို့မိတ်ဆက်ရင်ရော်နီရဲ့အချစ်ဇလန်းကိုမေးလိုက်ပါတယ်ရော်နီကလည်းသူ့ရဲ့ချစ်ဇလန်းကိုစိတ်ရှည်စွာပဲရှင်းပြနေတယ်။နောက်တော့သူသတိရသွားပြီးဖုန်းကိုကြည့်လိုက်ချိန်မှာတော့ဖုန်းထဲကဗီဒီယိုတွေအကုန်လုံးကိုဖျက်ထားတာကိုတွေ့လိုက်တော့သူလည်းဂျီတူကိုစိတ်ဆိုးသွားပြီးဂျီတူရှိရဲ့နောက်ကိုလိုက်သွားပါတော့တယ်။ဂျီတူကတော့လမ်းထိပ်ကအတော်တယောက်ကိုကားပြင်ပေးနေရင်စကားပြောနေခဲ့တယ်။အဲဒီနောက်မှာပဲရော်နီရောက်လာပြီးဂျီတူကိုမင်းနေတော့အတော်ကြီးကလည်းဂျားတွေကနေဝင်ရှုံနေတာကြောင့်ရော်နီလည်းစိတ်ဆိုးသွားပြီးအတော်ကြီးရဲ့အိမ်ထဲကိုခဲနဲ့ပေါက်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့ရော်နီကသူ့ဖုန်းထဲကဓာတ်ပုံတွေနဲ့သူနဲ့အလီရှာရဲ့ဓာတ်ပုံလေးကိုပါပြောင်းလိုက်တဲ့အတွက်စိတ်ဆိုးနေပါတယ်။ဂျီတူကလည်းသူဘာမှမလုပ်ဘူးလို့ရှင်းပြနေပြီမဲ့ရော်နီကတော့အကုန်လုံးကိုမှွေနှောင်းနေပါတယ်။ခဏကြာမှတော့အိမ်ရှိမှာလမ်းထိပ်ကအတော်ကြီးကရဲတွေခေါ်လာပြီးရောက်လာခဲ့တယ်။ရော်နီလည်းတူကြီးကင်ပြီးထွက်သွားတဲ့အတွက်ရဲတွေနဲ့ရုံရင်ဆန်ကတ်တွေဖြစ်ကုန်ပါတယ်ဒီနောက်မှာတော့ ACB ကိုယ်တိုင်ရောက်လာပြီးသူ့ကိုစကန်ကိုခေါ်လာခဲ့တယ်အဖြစ်အပျက်တွေကိုဂျီတူကရှင်းပြလိုက်တော့ရော်နီကလည်းသူမရဲ့အုပ်ကူကတော့မညာဘူးလို့ပြောလိုက်တယ်ဒီနောက်မှာတော့ရဲတွေနဲ့အတူပဲအာလီရှာရဲ့အုပ်ကူစီကိုခေါ်လာခဲ့တယ်ရဲအရာရှိကလည်းမင်းအုပ်ကူကိုတစ်ချက်လောက်ဖတ်ကြည့်လိုက်ပါဦးလို့ပြောလိုက်တော့ရော်နီလည်းအံ့ဩသွားတယ်ဒီတော့မှရဲအရာရှိကမင်းကောင်မလေးကအသက်ကြီးကြီးနဲ့မာဂရက်ဆိုတဲ့အတော်ကြီးလားလို့မေးလိုက်တယ်ရော်နီကလည်းဒါကအာလီရှာရဲ့အုပ်ကူအစ်စ်ဖြစ်ကြောင်းနဲ့သူရေးထားတဲ့နာမည်တွေကိုပါပြလိုက်တယ်နောက်ပြီးတော့သူ့ကိုအမြဲတွေးနေကြအဖွားကြီးကိုလည်းတွားခေါ်လာခဲ့တယ်အဖွားကြီးကလည်းရဲတွေရဲ့ရှေ့ကိုရောက်လာတော့သူနေတိုင်းဒီအုပ်ကူလေးကိုလာတယ်သူမထင်တာကတော့ဒီကောင်လေးကသူ့အမေကိုနေတိုင်းတတိယလို့အခုလိုလာနေတာလို့ထင်တယ်လို့ပြောလိုက်တော့ရော်နီလည်းအဖွားကြီးကပါညာနေတယ်လို့အော်ဟစ်ပြီးပြေးထွက်လာခဲ့တယ်ရင်းနေရင်းနဲ့ပဲရော်နီလည်းသူတို့ရဲ့ဇလန်းကိုပြန်ဆင်းစားနေခဲ့တယ်အခိုးတယောက်နောက်ကိုလိုက်ဖမ်းရင်အာလီရှာရဲ့ဖုန်းကိုဆွဲယူပြီးပြစ်လိုက်တဲ့အတွက်တခိုးလေးလဲကျသွားတယ်ဒါပေမဲ့ဖုန်းကတော့ကွဲသွားတာကြောင့်ရော်နီလည်းနောက်လာလာသာထုတ်ရင်သူပြန်ပြင်ပေးပါမယ်လို့ပြောပြီးသူမရဲ့ဖုန်းအတွက်သူ့ရဲ့ဖုန်းကိုအစားထိုးပေးလိုက်ပါတယ်အာလီရှာရဲ့အမားကတော့မိဘမိတ်ကလေးတွေကိုစောင့်ရှောက်နေတာဖြစ်ပြီးသူမကတော့ဆရာဝန်တူပါရော်နီကတော့ရေတက်ရဲ့အရာရှိတယောက်ပေါ့ညာရောက်တော့သူဆုံးမခဲ့တဲ့တခိုးအဖွဲ့တွေကမကျေနပ်ပဲသူစီပြန်ရောက်လာတဲ့အတွက်ရော်နီလည်းသူတို့ကိုဆုံးမရင်စေးရုံကိုလည်းသူကိုယ်တိုင်ပဲလိုက်ပို့လိုက်တယ်မတင်မပဲသူဖုန်းလဲပေးခဲ့တဲ့ကောင်မလေးကဆရာဝန်တယောက်ဖြစ်နေတာကိုသိသွားတဲ့အတွက်သူလည်းအားနာသွားပြီးတောင်းပန်လိုက်တယ်ဒီလိုနဲ့ပဲသူတို့လည်းရင်းနှီးသွားပြီးဂျူဒီစင်းချိန်မှာတွေးဖို့ချိန်လိုက်တယ်။ရော်နီလည်းရောက်လာခဲ့ပြီးသူမရဲ့ဖုန်းလေးကိုပြန်ပေးနေချိန်မှာပဲဇိုင်ပြင်မှာတော့ဘတ်စကတ်ဘောကစားသမားတွေကရန်ပွဲတွေဖြစ်နေကြပါတယ်။ရန်ပွဲကတဖြည်းဖြည်းကျန်းလာခဲ့ပြီးတနက်တွေပါလာတဲ့အတွက်ရော်နီလည်းဝင်ပြီးဖြည့်ရှင်းပေးလိုက်ပါတယ်။ဒီနောက်မှာတော့ရော်နီနဲ့အာလီရှာလည်းချစ်သူတွေဖြစ်လာခဲ့တယ်။ဒီအကြောင်းအရာတွေကိုစဉ်းစားနေတော့ရဲတွေကရော်နီကိုအက်ဆီဒန့်ဖြစ်တော့ရော်နီကသူ့ကောင်မလေးပါလာတယ်လို့ပြောလိုက်တဲ့အတွက်ရော်နီကိုစေးရုံလိုက်ပို့ပေးတဲ့သူကိုသွားမေးကြည့်လိုက်တော့လေ
သူကရော်နီတယောက်တည်းကိုပဲတွေ့ကြောင်းပြောလိုက်တယ်။နောက်ပြီးရော်နီပြောတဲ့အာလီရှာရဲ့အိမ်လိပ်စာအတိုင်းသွားကြည့်လိုက်တော့လေအိမ်ကြီးကအိုဟောင်းပျက်စီးနေတာပဲတွေ့ရတယ်။ဆက်လက်ပြီးရော်နီအက်ဆီဒန့်ဖြစ်တဲ့နေရာက CCTV တွေကိုပါသူတို့ကြည့်လိုက်တော့ကားထဲမှာကရော်နီတယောက်တည်းပါတာကိုတွေ့လိုက်ရတယ်။ဒီတော့ရဲရရှိကရော်နီကိုမင်းလူတွေကိုအယူလောက်တာတော်သိပြီလို့ပြောလိုက်တယ်။ဒီအချိန်မှာပဲအာလီရှာရဲ့အမရဲ့ကားကဘေးကနေဖြတ်သွားတဲ့အတွက်သူလည်းနောက်ကနေပြေးလိုက်သွားခဲ့တယ်။သူမကိုတွေ့တော့ရော်နီလည်းအာလီရှာရဲ့တငယ်ချင်းမလို့ပြောပေမဲ့ကက်သရင်းကလည်းသူမရော်နီဆိုတာကိုမသိကြောင်းနဲ့အာလီရှာကလည်းသူမညမမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒီတော့ဆွဲလာရန်လာဖြစ်နေတော့ရဲရရှိတို့လည်းရောက်လာခဲ့တယ်။ဒီတော့မှရဲရရှိကရော်နီကိုမင်းကောင်မလေးကခရစ်ယာန်ဆိုရင်သူမဘာလို့ဟိန္ဒူအမျိုးသမီးဖြစ်နေတာလဲလို့ပြောလိုက်တော့ရော်နီကလည်းသူမကသူတို့အဖြစ်အပျက်တွေကိုညာကျင်နေတာကြောင့်ကိုးကွယ်တဲ့ဘာသာကိုပါပြောင်းလိုက်တာလို့ပြောလိုက်တယ်။ဘုန်းတော်ကြီးကိုယ်တိုင်မှဝင်ပြောနေတာကြောင့်ရဲရရှိကလည်းရော်နီကိုအချုပ်ထဲထည့်ထားလိုက်ပါတယ်။ဒါပေမဲ့အိုလီဗီယာဆိုတဲ့ကောင်မလေးကတော့ရော်နီကိုအာမခံနဲ့ထုတ်ပေးပြီးအိမ်ကိုခေါ်လာခဲ့တယ်။သူမကတော့ရော်နီရဲ့ဘဝကိုတနာပြီးတန်ရောစင်ဖြစ်နေတာပါ။ရော်နီလည်းအိယာနိုးလာတော့အိုလီဗီယာကစေးစာရွက်နဲ့အရက်ကိုပြပြီးဘယ်ရာကိုတောက်မလဲလို့ရွေးချယ်ခိုင်းလိုက်ပါတယ်။ရော်နီကအရက်ကိုရွေးချယ်လိုက်တာကြောင့်သူမလည်းစေးစာရွက်ကိုလုံးချပြီးလှုပ်ပစ်လိုက်တယ်။ဒီမြင်ကွင်းကရော်နီကိုတစုံတစ်ခုကိုတတိယသွားစေခဲ့တယ်။အာလီရှာကသူ့ပုံကိုဟာတာသဘောဆွဲထားတာကိုသူလည်းလုံးချပြီးလှုပ်ပစ်လိုက်တာအဲ့ဒီစာရွက်ကနိုင်ရန်ဘောကဓာတ်ပုံနောက်ကိုကျသွားခဲ့တာပါ။အာလီရှာနဲ့ပတ်သက်တဲ့သဲလွန်သားတစ်ခုကိုရလိုက်ပြီလို့တွေးရင်အာလီရှာတို့ရဲ့အိမ်ဟောင်းကြီးကိုအပြေးထွက်လာခဲ့တယ်။အိမ်ထဲကိုရောက်ပြီးဓာတ်ပုံနောက်ကိုကြည့်မဲ့ဆဲဆဲမှာပဲဝေယုံနှန်းတဲ့လူတွေရောက်လာခဲ့ပြီးရော်နီကိုတိုက်ခိုက်ကြပါတယ်။တိုက်ပွဲကအတော်လေးကိုပြင်းထန်ခဲ့ပြီးရော်နီတကိုယ်လုံးနဲ့သွေးတွေနဲ့ပေပွားနေခဲ့တယ်။ကနာကြာမှာတော့သူတို့တိုက်ပွဲအချိန်ကြောင့်နိုင်ရန်ပေါ်မှာအုပ်ထားတဲ့အကာတွေကကျလာခဲ့ပြီးအာလီရှာနဲ့သူ့ပုံလေးကပေါ်လာခဲ့တယ်။ဒီတစ်ခါလဲသူအထင်မှားတယ်ဆိုတာမဖြစ်ရအောင်အသက်ရှင်နေတဲ့လူတစ်ယောက်ကိုရှာပြီးပုံထဲကမြင်တာတွေကိုပြောပြခိုင်းလိုက်တယ်။ဒီတစ်ခါတော့ရော်နီရဲ့အဖြစ်ကမှန်ကန်ခဲ့ပါပြီ။ဒါကြောင့်ရော်နီကသူ့ပတ်ဝန်းကျင်ကလူတွေအကုန်လုံးကိုတယောက်ယောက်ကပတ်စံပေးပြီးလိန်ခိုင်းထားတယ်ဆိုတာသိသွားခဲ့တယ်။ G2 ပါအပါဝင်ပေါ့။ရော်နီလည်းပထမဆုံး G2 ကိုလိုက်ရှာပါတော့တယ်။အိမ်ပြန်ရောက်တော့ G2 ကိုမတွေ့ပဲသူ့ရဲ့ဗီဒီယိုကိုဖွင့်လိုက်ချိန်မှာတော့ပတ်စံတွေအထက်လိုက်နဲ့တနက်တလက်ကိုပါတွေးလိုက်ရတယ်။ဒီတော့ရော်နီလည်း G2 ရဲ့ဒီနေရာကိုကြည့်လိုက်ချိန်မှာမျိုးပြင်ကကိုင်းရိုးထဲမှာဖြစ်နေတဲ့အတွက် G2 ကိုဒီတစ်ခါတော့သူမေးတာကိုမဖြစ်ရင်တပ်ပြစ်မယ်လို့အတန်မစိတ်နဲ့ပြောလိုက်ပါတယ်။ရော်နီလည်းမျိုးပြင်ကိုထွက်လာရင်တပင်မှာတွဲလောင်းဆွဲခံထားရတဲ့ G2 ကိုတွေးလိုက်ရတယ်။ G2 ကလည်းသူ့ကိုလူဆိုးကိုင်းတစ်ခုကဒီအဖြစ်အပျက်တွေကိုရော်နီထင်အောင်ထင်မှားဖြစ်အောင်အကြက်ကင်ပြီးလှုံ့ဆော်ခိုင်းတာလို့ပြောလိုက်တယ်။အဲဒီနောက်မှာပဲခြိထားတဲ့ကြိုးကနေ G2 ကိုကိုင်းတော်တဲ့ကိုလူတွေကဆွဲခေါ်သွားတယ်။ရော်နီလည်း G2 ကိုလိုက်ခဲ့နေရင်မှာပဲနောက်ဆုံးမှာတော့ပေါ်လိုရဲ့စိတ်လူအက်လေးက G2 ရဲ့ level နဲ့ကိုစောက်ဝင်သွားခဲ့ပြီး G2 လည်းတည်သွားခဲ့ပါပြီ။ G2 ရဲ့လောင်းကိုချပြီးပေါ်လိုတို့ရဲ့နောက်ကိုလိုက်ပေမဲ့ရော်နီကတော့မမီတော့ပါဘူး။ G2 သေဆုံးသွားတဲ့နေရာကိုရဲတွေရောက်လာပြီး G2 ရဲ့ကိုယ်ပေါ်ကိုရှာဖွေရင်းဖုန်းကိုတွေးလိုက်ပါတယ်။သူတို့လည်းဖွင့်လိုက်ချင်းမှာပဲရော်နီရဲ့အတန်မစိတ်ကိုအရင်ဆုံးကြားလိုက်ရတယ်။အတန်မစိတ်ကတော့စိတ်ဆိုးနေတဲ့ရော်နီက G2 ကိုတပ်ပစ်မယ်ဆိုတာတွေကိုပါကြားလိုက်တော့ရော်နီအတွက်ကတော့တပူပေါ်နှစ်ပူဆင့်သလိုဖြစ်လာခဲ့တယ်။ရော်နီကတော့သူ့ကိုပြသနေတဲ့စိတ်ချမ်းမာရေးဆရာဝန်စီကိုအကျိုးကြောင့်ဖြစ်မှန်ကိုမေးဖို့ရောက်လာချိန်မှာပဲလက်ဘင်းမှာဓာတ်တန်ရနဲ့တိတ်ဆုံးနေတဲ့ဆရာဝန်ကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ရော်နီကတော့ CCTV မှတ်တမ်းတွေကိုပြန်ကြည့်လိုက်ချိန်မှာပဲသူနဲ့လမ်းမှာဝင်တိုက်ခဲ့တဲ့လူကပေါ်လိုဖြစ်နေပြီးဒီကိစ္စတွေရဲ့နောက်ွယ်ကလူတွေပေါ့ဆက်လက်ပြီးပေါ်လိုကအလီရှာရဲ့အမကက်သရင်းနဲ့လည်းစကားပြောဆိုနေတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်ပဲရော်နီလည်းကက်သရင်းစီကိုရောက်လာခဲ့ပြီးငါ့ကိုမှန်တိုင်းမပြောရင်တော့မင်းကိုအမှုန့်ကျိတ်ပြမယ်လို့ပြောလိုက်တော့မှပဲကက်သရင်းကလည်းသူမကိုပေါ်လိုကချင်းချောက်ပြီးဒီပါမယ်ကလေးတွေရဲ့အသက်ကိုပါရန်ရှာမှာဆိုလို့သူမအခုလိုလှုပ်လိုက်ရကြောင်းပြောလိုက်ပါတယ်။ရုတ်တရက်မှာပဲအစိမ့်လူထားတဲ့အခလေးကကက်သရင်းရဲ့လေဝင်းစီကိုပြေးဝင်လာပါတယ်။ဒီချိန်မှာတော့ရော်နီလည်းအမေရဖမ်းနိုင်ခဲ့တယ်။သူထင်သားသလိုပဲပေါ်လိုတို့ကကက်သရင်းကိုနှုတ်ပိတ်ဖို့လာခဲ့တာဖြစ်ပြီးရော်နီလည်းပေါ်လိုတို့နဲ့ရင်ဆိုင်တိုက်ခိုက်လိုက်ပါတယ်။ရော်နီရဲ့လက်ချက်ကြောင့်ပေါ်လိုရဲ့ဖုန်းကပြုတ်ကျသွားခဲ့ပြီးရော်နီကိုယ်တိုင်လည်းအနောက်ကိုလန်ကျသွားခဲ့တယ်။ဒီနောက်မှာတော့ပေါ်လိုလည်းသူ့ရဲ့ဖုန်းကိုတတိမထားမိပဲပြန်ထွက်သွားခဲ့တယ်။ရော်နီလည်းပေါ်လိုရဲ့ဖုန်းကိုကြည့်လိုက်ချိန်မှာတော့အံ့ဩသွားခဲ့ရတယ်။ပေါ်လိုစီကိုဖုန်းခေါ်ထားတဲ့အိုလီဗီယာရဲ့မစ်ကောတွေပါ။ရော်နီလည်းအိုလီဗီယာစီကိုလိုက်လာတော့သူမကအမှန်တိုင်းဝန်ခံလိုက်တယ်။သူမလည်းရော်နီကိုလဲသားမဲ့သူတူဖြစ်ပေမဲ့သူမကတော့ရော်နီကိုတန်ရောစင်ရှိနေတဲ့အတွက်မလုပ်ခဲ့ကြောင်းပြောနေချိန်မှာပဲပေါ်လိုရဲ့တပည့်ကတနက်နဲ့ဝင်ပြစ်တဲ့အတွက်သူတို့လည်းအမြန်ရှောင်လိုက်ရတယ်။အိုလီဗီယာကတစ္ဆာပြန်ဖောက်သွားတာကိုသိလိုက်ရတဲ့ပေါ်လိုကလည်းသူရဲ့လူတွေနဲ့ရှင်းပြခိုင်းလိုက်ပါတယ်။ရော်နီတို့လည်းတိုက်ခိုက်နေရင်နောက်ဆုံးမှာတော့အိုလီဗီယာလည်းတနက်မှန်သွားခဲ့တယ်။သူမကတော့မသိခင်မှာပဲအာလီရှာကအသက်ရှင်နေသေးကြောင်းပြောလိုက်တော့ရော်နီလည်းတင်းချိုင်းကအုပ်ကူကိုသွားပြီးတူးဖော်လိုက်ချိန်မှာအာလီရှာရဲ့လောင်းကိုမတွေ့ရပဲကြောက်ခဲတွေကိုသာ
တွေ့လိုက်ရတယ်။တစ်ဖက်မှာလည်းအလီရှာကသတိပြန်ရလာခဲ့ပြီးအခန်းထဲမှာတော့သူမနဲ့ချွတ်ဆွတ်တူနေတဲ့မိန်းကလေးတယောက်ပုံနဲ့မာဖီးယားကိုင်းခေါင်းဆောင်တို့ရဲ့ဓာတ်ပုံတွေကိုတွေ့လိုက်ရတယ်။ခဏကြာမှတော့မာဖီးယားကိုင်းခေါင်းဆောင်ချက်ကိုရောက်လာခဲ့ပြီးသူရဲ့အချစ်ဇလန်းကိုပြောပြနေခဲ့တယ်။ဇလန်းထဲမှာတော့သူမကိုထိဖို့ကြိုးစားနေတဲ့လူမိုက်တွေအကုန်လုံးကိုရှင်းပစ်လိုက်ပြီးသူမအသားကိုထိမိတဲ့လူရဲ့လက်ကိုတောင်ဖျက်ပစ်လိုက်တဲ့အထိကိုစွာတေးလန်နေတဲ့ကောင်မလေးတယောက်ပါသူမကတော့ချာကိုရဲ့အသေးတော်လေးအာဗန်ဒီကာပဲဖြစ်ပါတယ်သူမကချာကိုအတွက်ဆိုရင်အသက်ပါပေးဝင်တဲ့အထိချစ်ပေမဲ့ချာကိုကတော့ယခုချိန်ထိလက်ထပ်ဖို့မပြောသေးတာကြောင့်သူမလည်းစိတ်ကောက်နေရင်ချာကိုကလည်းမင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်လိုက်တယ်ချာကိုနဲ့အာဗန်ဒီကာတို့ရဲ့မင်္ဂလာပွဲကတော့အဖြူရောင်ဝမ်းဆက်လေးတွေနဲ့တကယ်ကိုကြည်နူးစရာပါပဲအဲဒီချိန်မှာပဲအာဗန်ဒီကာလက်ဖြတ်တာကိုခံထားရတဲ့လူမိုက်တွေကတနတ်တွေနဲ့ဝင်လာခဲ့ပြီးချာကိုတို့ကိုတိုက်ခိုက်ပါတော့တယ်ချာကိုလည်းအာဗန်ဒီကာနဲ့သူ့ညီပေါ်လိုတို့နဲ့အတူအတွဲညီညီပဲပြန်လဲတိုက်ခိုက်နေတယ်ဒါပေမဲ့လည်းကန်တရားကတော့ချာကိုကိုမျက်နှာသာမပေးခဲ့ပါဘူးတိုက်ပွဲမှာတော့အာဗန်ဒီကာကိုတနတ်မှန်သွားခဲ့ပြီးအဲဒီတန်ရန်နဲ့ပဲသူမှလည်းတည်ဆုံးသွားခဲ့တယ်ချာကိုတို့ညီကိုတွေလည်းဝမ်းနေနေပြီးချက်ချောင်းကိုရောက်လာခဲ့တယ်ချက်ချောင်းထဲမှာတော့ချာကိုကသူ့ရဲ့ကန်ဆိုးမှုတွေအတွက်ဘုရားစီမှာရင်ဖွင့်နေခဲ့တယ်ဒီလိုနဲ့သူပြန်ထွက်လာတော့ရန်ပွဲတွေဖြစ်နေတဲ့ဘတ်စကတ်ဘောကစားသမားတွေကြားမှာအာဗန်ဒီကာနဲ့ရုပ်ချင်းစင်တဲ့အာလီရှာကိုတွေ့လိုက်ရတယ်ချာကိုကတော့ဘုရားသခင်ကသူ့အတွက်နောက်တစ်ယောက်ဖန်ဆင်းပေးတာပဲလို့စိတ်ထဲမှာတွေးလိုက်ပြီးသူရှေ့မှာရှုပ်နေတဲ့ဘတ်စကတ်ဘောကစားသမားတွေကိုလည်းရှင်းပြလိုက်တယ်အဲဒီချိန်ကနေစပြီးချာကိုကရော်နီနဲ့အာလီရှာတို့ရဲ့နောက်ကိုနောက်ယောင်ခံလိုက်နေခဲ့တာပါနောက်ဆုံးမှာတော့သူစီစဉ်ထားခဲ့တဲ့အတိုင်းကားအက်ဆီဒန့်တစ်ခုဖန်တီးလိုက်ပြီးအာလီရှာကိုခေါ်သွားခဲ့တာပါချာကိုကတော့ရော်နီကိုထင်အောင်ထင်မှားဖြစ်အောင်လှုပ်ကြံနေတဲ့နောက်ွယ်ကလက်မဲကြီးပေါ့ဒီအကြောင်းအရာတွေကိုပြောပြပြီးချာကိုကအာလီရှာကိုလက်ထပ်ခွင့်တောင်းပေမဲ့အာလီရှာကတော့ရော်နီကိုပဲချစ်တယ်လို့ပြောလိုက်တယ်ဒါကြောင့်ချာကိုကလည်းမင်းရဲ့ရော်နီကမင်းကိုကြားရင်မေ့သွားမှာလို့ပြောလိုက်တော့အာလီရှာကလည်းဒီတနေ့အတွင်းမှာပဲရော်နီကသူမကိုရှာမတွေ့ခဲ့ရင်ချာကိုကိုလက်ထပ်မယ်လို့ကတိပေးလိုက်တယ်ဒါကြောင့်ပဲချာကိုကရော်နီကိုနေမျိုးမျိုးနဲ့လဲသားခိုင်းထားတာပါရဲစခန်းမှာတော့ရဲတွေကမျိုးထဲမှာရှိတဲ့ CCTV မှတ်တမ်းတွေမှာရော်နီကိုရှာဖွေနေပြီမဲ့မတွေ့ရတဲ့အတွက်သူတို့လည်းအံ့ဩနေချိန်မှာပဲရော်နီလည်းရဲစခန်းထဲကိုဝင်လာခဲ့တယ်ဒီတော့သူ့ကိုဖမ်းဖို့ကြံနေတော့ရဲရရှိကထွက်လာခဲ့ပြီးနေအောင်လို့ပြောလိုက်တယ်ရော်နီလည်းအလီရှာကအသက်ရှင်နေသေးကြောင်းနဲ့သူမရဲ့အလောင်းရှိမနေတာကိုပြောပြလိုက်တယ်ဒါတွေကိုဖုန်းထဲကနေအစားဆုံးခိုးပြီးပေါ်လို့စီကိုရဲတွေကတချို့တယောက်ကသတင်းပေးလိုက်ပါတယ်ရော်နီရဲ့သတင်းကိုတည်သွားပြီးချိန်မှာတော့ချာကိုလည်းပေါ်လိုတို့ကိုဆေးလို့ပြီးရော်နီကိုဖမ်းခိုင်းလိုက်တယ်ခဏကြာမှပဲရဲစခန်းရှိကိုမာဖီးယားကိုင်းတစ်ခုလုံးရောက်လာခဲ့ပြီးရဲစခန်းကိုဖျက်ဆီးပါတော့တယ်ဒီနောက်မှာတော့ပေါ်လိုလည်းပတ်စံတွေအထုတ်လိုက်ပေးပြီးရော်နီကိုဖမ်းခေါ်လာခဲ့တယ်ချာကိုလည်းရော်နီနဲ့အိုလီဗီယာတို့ရဲ့ပုံကိုပြပြီးအာလီရှာရဲ့စိတ်ကိုလှည့်စားနေပါတယ်သူမအချိန်တောင်းလာတဲ့တနေ့ကလည်းပြည့်တော့မှာမို့သူမလည်းရော်နီနဲ့တွေ့ဖို့စီစဉ်ခိုင်းလိုက်တယ်ဒီလိုနဲ့ပဲရော်နီနဲ့အာလီရှာကိုပေးတွေ့လိုက်ပြီးအာလီရှာကလည်းသူတို့ကတခြားမိန်းမတယောက်ပုံနဲ့ငါရဲ့စိတ်ကိုလှည့်စားနေတာအဲ့ဒါတကယ်မဟုတ်ဘူးမလားလို့မေးလိုက်တော့ရော်နီလည်းဒါကသူတို့ဖန်တီးထားတာမဟုတ်ဘူးအမှန်တကယ်ပဲလို့ပြောလိုက်ပါတယ်အာလီရှာလည်းအံ့ဩသွားပြီးရော်နီရဲ့ဘားကိုဖြန်းကနေနေအောင်ရိုက်လိုက်တယ်သူမကတော့သူ့ကိုယုံကြည်ပြီးတနေ့ပြအောင်စောင့်ပေမဲ့ရော်နီကတော့တစ္ဆာမရှိဘူးလို့ပြောလိုက်ရင်သူမလည်းစိတ်နာသွားခဲ့ပါပြီဒါကြောင့်ပဲအာလီရှာကချာကိုနဲ့လက်ထပ်ဖို့ကိုပေါ်လိုကိုအမြန်စီစဉ်ခိုင်းပြီးထွက်သွားခဲ့တယ်ဒီနောက်မှာတော့ပေါ်လိုကသူတို့ခိုင်းတဲ့အတိုင်းတရုပ်ဆောင်ပေးလိုက်တဲ့ရော်နီကိုသဘောကျသွားခဲ့တယ်သူတို့အစီအစဉ်တိုင်းသာမလုပ်ရင်ပေါ်လိုတို့ကအာလီရှာကိုတတ်ဖို့ကြံစီထားတာကြောင့်ပါဒါကြောင့်ပဲရော်နီကသူ့စိတ်ထဲကမပါပဲပြောလိုက်ရတာပေါ့ဒီနောက်မှာတော့ရော်နီကိုလျှက်စစ်တွေနဲ့ရှော့တိုက်ပြီးထားခဲ့လိုက်တယ်ခဏကြာမှတော့ရော်နီငြိမ်သွားတဲ့အတွက်လူတစ်ယောက်ကရော်နီကိုတေမသေးဆန်းလိုက်ချိန်မှာပဲရော်နီလည်းအဲ့ဒီလူကိုတပ်ပစ်လိုက်ပါတယ်တကယ်တော့အခုလိုချာကိုစီကိုတိုက်ရိုက်ရောက်သွားအောင်ရော်နီကိုယ်တိုင်ပဲစီစဉ်ထားခဲ့တာပါရဲစခန်းကရဲရရှိနဲ့တိုင်ပင်ပြီးချာကိုတို့နောက်ကိုအခုလိုလိုက်လာခဲ့တာပါဒီကြောင်းတွေကိုသိပြီးနောက်မှာတော့ချာကိုရဲ့လူတွေလည်းထွက်ပြေးဖို့နောက်ကျသွားခဲ့ပါပြီရော်နီလည်းအကုန်လုံးကိုရှင်းပစ်လိုက်ပြီးအာလီရှာတို့ရဲ့မင်္ဂလာပွဲစီကိုထွက်လာခဲ့တယ်ဒါပေမဲ့လမ်းမှာချာကိုရဲ့ညီပေါ်လိုကဝင်ရှုံနေတာကြောင့်ရော်နီလည်းအတော်လေးကိုတိုက်ခိုက်နေရတယ်နောက်ဆုံးမှာတော့ရော်နီပဲအနိုင်ရခဲ့ပြီးပေါ်လိုကိုလည်းသူ့အကိုဂျီတူကိုတွဲလောင်းဆွဲထားသလိုပဲကျိုးနဲ့ဆွဲပြီးတက်ပစ်ခဲ့တယ်ဒီနောက်မှာတော့အာလီရှာလို့အော်ခေါ်ရင်ချက်ချောင်းတွေကိုရောက်လာခဲ့တယ်အာလီရှာလည်းရော်နီကိုအန်အော်ပြီးကြည့်နေခဲ့တာပေါ့ဒီချိန်မှာပဲပေါ်လိုကိုရော်နီတက်ပစ်ခဲ့ကြောင်းချာကိုကိုသတင်းပေးလိုက်ချိန်မှာပဲချာကိုလည်းမျက်ရည်တွေဝဲသွားခဲ့တယ်ဒီချိန်မှာပဲရော်နီကချာကိုကြည့်နေရင်ညီကိုတယောက်ကိုဆုံးရှုံးရတဲ့ခံစားချက်ကိုသိပြီမလားလို့မေးလိုက်ပါတယ်ချာကိုလည်းစိတ်ဆိုးသွားပြီးရော်နီနဲ့တိုက်ခိုက်ပါတော့တယ်ဒီလိုနဲ့သူတို့လည်းတိုက်ခိုက်ရင်ရော်နီလည်းလဲကျသွားတယ်ချာကိုကအာလီရှာကိုကြည့်နေရင်အာဗန်ဒီကသူ့ကိုတတ်လိုက်လို့ပြောလိုက်တယ်ဒီတော့မှပဲအာလီရှာကသူမကအာဗန်ဒီကမဟုတ်သလိုရော်နီကိုလည်းမတတ်နိုင်ဘူးလို့ပြောလိုက်တယ်
အာလီရှာနဲ့ရော်နီတို့ပြန်တွေ့ချိန်မှာပဲရော်နီကအာလီရှာကိုသူတို့ရဲ့အမူအရာလေးနဲ့ပဲတိတ်တဆိတ်ရှင်းပြနေခဲ့တာပါဒါကြောင့်ပဲသူမကရော်နီကိုယုံကြည်နေတာလို့ပြောလိုက်တော့ချာကိုနဲ့ရော်နီလည်းနောက်တစ်ချိန်ထပ်ပြီးတိုက်ခိုက်ကြတယ်နောက်ဆုံးမှာတော့ချာကိုရဲ့ခေါင်းပေါ်ကိုရုပ်တုကြီးကျလာခဲ့ပြီးအပြစ်ပေးလိုက်ပါတယ်ဒီနောက်မှာတော့ရော်နီနဲ့အာလီရှာလည်းချာကိုနဲ့အာဗန်ဒီကာတို့ရဲ့အုပ်ကူလေးကိုကြည့်ရင်သူတို့ရဲ့ဘဝလေးလည်းအေးချမ်းသွားခဲ့ပါပြီချစ်သူတိုင်းလည်းပေါင်းဖက်နိုင်ကြပါသည်ခင်ဗျာအခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်